ဒါကျွန်တော်ရဲ့2026ရဲ့ပထမဆုံး blog ဖြစ်ပါလိမ့်မယ်ဒီနေရာလေးကတော့ဥချမောင်လမ်းမပေါ်မှာရှိတဲ့တာမွေအဝိုင်းမတိုင်လေးပဲဖြစ်ပါတယ်အခုလောဆယ်တော့ဘတ်ကစောင့်နေတာဖြစ်ပါတယ်မင်္ဂလာတောင်မြို့နယ်မှာရှိတဲ့စိန့်အန်တိုနီဘုရားကျောင်းသွားတက်မှာဖြစ်ပါတယ်ဘုရားကျောင်းကကျွန်တော်နေတဲ့နေရာနဲ့နည်းနည်းတော့လမ်းတယ်ဘတ်ကနဲ့ဆန်စီရမှာဖြစ်ပါတယ်အဲ့တော့ပထမတစ်ဆင့်ကကျွန်တော်64ကိုစီသွားရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဘတ်က120ကိုပြောင်းစီရမှာဖြစ်ပါတယ်တခါမှမတက်ဖို့တဲ့ဘုရားကျောင်းဖြစ်ပါတယ်ဒီနေ့မှာပထမဆုံးသွားတက်မှာဖြစ်ပါတယ်ကျွန်တော်အတွက်တစ်ချက်ခုတ်3ချက်ပြပေါ့နော်ဘုရားကျောင်းလည်းတက်ရမယ်မရောက်ဖို့တဲ့နေရာကိုလည်းရောက်ရမယ်ပြီးလို့ရှိရင်ကျွန်တော်အရင်ကြိုက်တဲ့ vlog ရိုက်ရကိုလည်းကျွန်တော်ရိုက်ခွင့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်အတွက်တစ်ချက်ခုတ်3ချက်ပြဖြစ်ပါတယ်မနဲ့အစောကြီးမလို့လားမသိဘူးလူတော်တော်ရှင်းနေပါနော်ပြီးတော့ရာဒီဥထွတ်အရင်မပူသေးတော့အဆင်ပြေတယ်စီးရတာတော်တော်လေးအဆင်ပြေပါတယ်လူလည်းအရင်မကြက်ပါဘူးဒါကတော့တိမ်ဖြူစာတိုက်မတ်တိုင်ဖြစ်ပါတယ်ကျွန်တော်နေတဲ့ဗဟန်ကနေမှမင်္ဂလာတောင်ညွတ်စိန့်အန်တိုနီဘုရားကျောင်းကို direct ရောက်တဲ့ကားမရှိပါဘူးအဲ့ဒါကြောင့်မလို့ကား2ဆင့်စီးရတာဖြစ်ပါတယ်ပထမတစ်ဆင့်ကတော့64ကိုစီးလာပါတယ်တိမ်ဖြူစာတိုက်မတ်တိုင်မှာဆင်ရပါတယ်အခုက120ကိုစီးပြီးတော့မှစိန့်အန်တိုနီဘုရားကျောင်းကိုဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်120စီးသွားမှာဖြစ်ပါတယ်ကားရောက်ပါပြီနောက်ဆုံးတော့ဘူဒါရှေ့ရောက်လာပါပြီအခုလောလောဆယ်ဘုရားကျောင်းရှာလိုက်ပါအောင်မယ်ဘုရားကျောင်းကဘယ်ဖက်မှာလဲမသိဘူးတစ်ချက်လိုက်ရှာကြည့်လိုက်ပါအောင်မယ်တော်လာတဲ့မနေ့ခင်ဖြစ်ပါတယ်ဒီနေရာတော့ဘယ်နေရာလဲတော့မပြောတတ်ဘူးကျွန်တော်လည်းတစ်ခါမှမရောက်ဘူးပေါ့နော်ဒီမှာဘုရားကျောင်းတွေ့ပါပြီဘုရားကျောင်းဝင်ပေါဟုတ်ဖက်မှာပါကျွန်တော်လမ်းမနေပါတယ်လမ်းကူးလိုက်အောင်မယ် number 24 Upper Pensuran Street Candoli မင်္ဂလာတောင်ညွတ် Township ဒါကတော့ Saint Anthony ဘုရားကျောင်းကိုအဝေးကနေလမ်းမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်တော်တော်လာတဲ့ဘုရားကျောင်းဖြစ်ပါတယ်ဒါကတော့ Villain Canimero ရဲ့ဗိမာန်တော်ဖြစ်ပါတယ်ဒါကတော့ mirror ဖြစ်ပါတယ်တော်ကိုလာတဲ့ mirror ဖြစ်ပါတယ်ဒါကတော့ Saint Anthony ဘုရားကျောင်းရဲ့အတွင်းပိုင်းအလှဖြစ်ပါတယ်decoration လုပ်ထားတာတော်တော်လေးကိုလာပါတယ်ဒါကတော့အရှိကနေအနောက်ကိုလမ်းမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ဘုရားကျောင်းကတကယ်ကိုခံထားတဲ့ဘုရားကျောင်းဖြစ်ပါတယ်။အခုကတော့ Saint Anthony ဘုရားရှိခိုးကျောင်းမှာဖြစ်ပါတယ်။ဒီကျောင်းကတော့အဓိကပါရာစကားနှစ်ခုနဲ့ဝတ်ပြုခြင်းလုပ်တာကိုတွေ့ရတယ်ပေါ့နော်။သမီးပါရာစကားနဲ့လည်းလုပ်တယ်၊ပမာပါရာစကားနဲ့လည်းလုပ်တယ်။ကျွန်တော်ထင်ပါတယ်ဒီမှာကသမီးလူမျိုးသမီးပါရာသူတွေတော်တော်များတဲ့သဘောမှာတော့ရှိတယ်ဒီမနေ့ဖျားကြောင့်တက်တဲ့လူတွေကြည့်လိုက်လို့ရှိရင်လည်းသမီးလူမျိုးတွေများတယ်လို့တော့မြင်နေပေါ့နော်
သူတို့မစ်စာက6နိုင်ခွဲမှာတစ်ကြိမ်ရှိပါတယ်8နိုင်ခွဲမှာတစ်ကြိမ်ရှိပါတယ်6နိုင်ခွဲကိုသမီးဘာသာစကားနဲ့လောက်တာဖြစ်ပါတယ်8နိုင်ခွဲကိုမြန်မာဘာသာစကားနဲ့ဝတ်ပြုခြင်းလောက်တာကိုတွေ့ရပါတယ်အရန်တက်လို့ကောင်းတဲ့ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်ဘုရားကျောင်းအသက်ချင်းစပွဲလေးပဲပေါ့နော်ပြီးလို့ရှင်ဝတ်ပြုခြင်းနေလောက်တာလဲမြန်မာလိုလောက်တဲ့ခါကျတော့ကိုယ့်ရဲ့ရင်းနှီးပြီးသားတန်စင်နေဆိုတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဘုရားကျောင်းတက်ရတာတော်တော်လေးကိုစိတ်ချမ်းသာစရာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်နောက်ပိုင်းကျရင်တော့လာတက်ချင်တယ်ဆိုရင်ဒီဘုရားကျောင်းလာတက်ဖို့ recommend ပေးပါတယ်သူကတော့မင်္ဂလာတောင်မြို့နေအထက်ပန်ဆိုရန်လမ်းမဘေးမှာရှိပါတယ်နောက်ပိုင်းကျရင်တော့ဒီဘုရားကျောင်းပဲလာတက်ဖို့များပါတယ်ကျွန်တော်ကတော့ဒီဘိုက်ပူအားကိုပြီးတော့မှမိုက်နေတာပေါ့နော်တိတ်ပူစရာမလိုကျွန်တော်ဟိုသွားလိုက်ဘတ်စကားဘယ်ဘတ်စကားလိုင်းရလဲဘယ်ထိရောက်လဲဘယ်မှတိုင်ရှိလဲဘယ်နားမှာပါရှိလဲအကုန်လုံးဒီဘိုက်ပူကနေကျွန်တော်ရှာလို့ရတယ်ပေါ့နော်အဲ့တော့ဒီဘိုက်ပူကတကယ်ကိုအသုံးဝင်တဲ့ application တစ်ခုဖြစ်တယ်ဆိုတာကိုဒီကနေပြောပြချင်တယ်လုံးဝမတော်တတ်မလားတားရဲလို့ဆိုဒီဘိုက်ပူတုံးပြီးတော့မှရန်ကုန်မြို့တွင်ပတ်ကြည့်ပါလို့တကယ်အကျိုးရှိပါတယ်ဒါရန်ကုန်ဘူရာကြီးဖြစ်ပါတယ်ရန်ကုန်ဘူရာကြီးရဲ့အတွင်းပိုင်းဖြစ်ပါတယ်ဒါရန်ကုန်မြို့လေကောင်စူးလီနာဂုံးကျော်တရားပေါ်ကနေရိုက်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်တခါမှတော့ဒီမှာမရောက်ဘူးပေါ့နော်ဒီနေ့မှဖျားကြောင်တိတ်နေတခါတည်းဒီမှာလာလိုက်တာဒီမှာဗီဒီယိုတခါတည်းရိုက်လိုက်တာပေါ့နော်ဒါကတော့ဂုံးကျော်တရားကနေမှလမ်းမြင်နေရတဲ့စူးလီစီဒီတော်ကြီးဖြစ်ပါတယ်တော်တော်ကိုပူပါတယ်အဲ့ဒါကြောင့်မလို့ထီဆောင်ရတာပါအရှိမကတော့စူးလီစီဒီတော်ဖြစ်ပါတယ်စူးလီစီဒီတော်ပုံမှာတော့မတက်တော့ပါဘူးဟိုဘက်မှာပလီတကြောင်ရှိပါတယ်လွတ်လပ်ရေးကြောက်တိုင်ကိုသွားမှာဖြစ်ပါတယ်ဘန်ဒူလာပန်းချန်လို့လည်းခေါ်ပါတယ်ဒါဘန်ဒူလာကာမတိုင်ဖြစ်ပါတယ်ဒါကတော့မြို့တော်ခမ်းမဖြစ်ပါတယ်မြို့တော်ခမ်းမရဲ့ဘေးမှာကစူးလီစီဒီတော်ကြီးရှိပါတယ်စူးလီရဲ့ဘေးမှာကလွတ်လပ်ရေးကြောက်တိုင်ရှိပါတယ်ကျွန်တော်လည်းဒီမှာဒီတစ်ခါမှပထမဆုံးရောက်ဖူးတာပေါ့နော်အရင်တော့ဖြတ်ဖူးတယ်ဒါပေမဲ့တစ်ခါမှမဝင်ဘူးဒါကတော့ရန်ကုန်မြို့လေကောင်မှာရှိတဲ့လွတ်လပ်ရေးကြောက်တိုင်ဖြစ်ပါတယ်ဗီဒီယိုလည်းရိုက်ချင်တယ်ပူတယ်တော်တော်ပူတယ်ဒီပန်းချံရဲ့ဘေးနာအဆောက်အုံတွေကြည့်လိုက်ဆိုတကယ်ကိုလိုနီခေတ်ကအဆောက်အုံတွေတကယ်ခမ်းနားတဲ့အဆောက်အုံတွေပဲမြင်ရတယ်ပေါ့နော်ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်ဖြစ်ပါတယ်ဒါအီမန်နွေလဖျားကျောင်းဖြစ်ပါတယ်နှစ်ချင်းဖျားကျောင်းဖြစ်ပါတယ်အီမန်နွေလ Baptist Church
ပြန်ပါပြီခင်ဗျာပြန်ပါပြီခင်ဗျာကျွန်တော်ရဲ့ vlog ကိုအစအဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် bye bye နောက် vlog မှာပြန်ဆုံပါမယ် 需要你为我，加油，飞了。